အားလုံးပဲခင်ဗျာကျေးဇူးများကြိုးပါတယ်ခင်ဗျာခုလိုဒီရက်ညမှာကြောရှိစွာအားပေးကြတဲ့ဘောဇမှုတပင်ကိုချစ်ကြတဲ့မိသားစုများအားလုံးစေတဒုက္ခကာယဒုက္ခလက်ပြသောဒုက္ခနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒဖြာဖြာပြည့်ဝပါစေကြောင်းအောင်စုဆက်တပင်အဖွဲ့သူဖွဲ့သားများအားလုံးကတောင်းချူစီစကားပြောကြအပ်ပါတယ်ခင်ဗျာ